dating advice for man အသက်20ကျော်မိန်းကလေးဘာလိုချင်လဲ dating profile ကိုလေ့လာသုံးသပ်ပြီးတော့အချစ်ပညာတွေလေ့လာမယ်ကဘာလှက်အမေရိကန်အချစ်ပညာရှင် channel ကကြိုဆိုပါတယ်ဘယ်နေရာကြည့်နေကွန်မမှာရေးတာပါဒီအမျိုးသမီးလေးကတော့အသက်20ကျော်ပဲရှိသေးတယ်ရည်စားရှာနေတယ် profile တွေတင်တာဓာတ်ပုံတွေတင်တာဒါမစိုးဓာတ်ပုံတွေတင်တာဆိုတော့ပို့ပြီးတော့လိုချင်တဲ့အမျိုးသားကိုရောက်ပို့လွယ်တာပေါ့ညီလေးတို့လည်းလိုချင်တာမလိုချင်တာဆိုတော့ဓာတ်ပုံကြည့်ပြီးတော့ချက်ချင်း profile ကိုနောက်မှဆက်ပြီးတော့ဖတ်လို့ရယောက်ျားလေးကဓာတ်ပုံအရင်ကြည့်မယ်လေကြည့်ပြီးတော့မှသူဘာရေးထားလဲဆိုတော့ဖတ်မယ်အသက်24နှစ်ပါတဲ့ okay အရက်က9ပေပါအရက်ပြောထားတယ်မစိုးပါဘူးကိုလေးချိန်တော့တရားပါအဲ့ဒါတော့တိတ်အရင်မကြည့်ပါဘူးဘာကြောင့်လဲဆိုတော့ body ကတွေ့နေတာပဲဓာတ်ပုံမှာတွေ့နေတာပဲဓာတ်ပုံနဲ့လူအပြင်မှာနဲ့ကွာနေတော့တမျိုးပေါ့ပေါင်200ဆိုရောပေါင်200ပြောတော့ပေါ့ဓာတ်ပုံကပေါင်100ဆိုရောဒါယူသားတဲ့အနေနဲ့ပြောပြရမယ်เนาะ okay အများကြီးရှိရယ်ကောင်မလေးတွေဓာတ်ပုံနဲ့အပြင်ကမတူတာရှိရယ်เนาะအပြင်မှာပိုးပြီးဝနေတယ်ပြီးတော့အပြင်မှာပိုးပြီးအသားမဲနေတယ်အထူးသဖြင့်ထိုင်းမာနေဆိုရင် तू ဓာတ်ပုံ daily profile လုပ်တာဖြူစို့နေရလို့ထားအပြင်မှာသွားကြည့်ရတော့မဲချိန်နေရပဲเนาะမြန်မာမလေးကမစို့ပါဘူးပို့ပြီးယူတာတယ်ပြောမှာဒါမျိုးဆို application ဘာမှတိတ်ပြီးတော့မတုံးလို့ပဲပါမှာပေါ့တုံးကျင်ဆိုရောနည်းနည်းလေး like လေးပါနည်းနည်းတင်လို့ရတယ်ဒါပေမဲ့အများကြီးမကွာစင်တော့ပေါ့ဟုတ်မှာကိုကပေါင်200ဆိုရင်ပေါင်100ဓာတ်ပုံတော့မတင်နဲ့အားမျိုးဆိုမကောင်းအသားအညူပါတယ်ဓာတ်ပုံမှာကြည့်ရတိပါတယ်ဒါကပြောစရာမလိုပါဘူးနေရပြည်ရပါမစိုးပါဘူးအဲ့တော့ပြည်ရဆိုတော့ပြည်နဲ့နေရယောက်ျားလေးဆိုပို့ပြီးစိတ်ဝင်စားမှာပေါ့တခြားနိုင်ငံခြားရှာကျင်ဆိုနိုင်ငံခြားရှာကျင်ဆိုရေးထားမယ်နော် BSc နဲ့ကြောင်းပြီးထားပါတယ်တဲ့မစိုးပါဘူး BSc ကြောင်းပြီးထားဘာမေဂျာလဲဆိုရေးထားပဲဆိုပို့ပြီးတော့အသုံးဝင်တာပေါ့လက်ရှိဆေးကုမ္ပဏီမှာလုပ်ပါတယ်တဲ့ဂျပန်သွားမလုပ်နေတယ်โอเคဂျပန်သွားမှုဆိုမစိုးဂျပန်မှာရှိနေတဲ့ယောက်ျားလေးတွေဆိုရယ်စဉ်းစားရတယ်ကိုထက်အသက်ကြီးရလိုချင်ပါတယ်တဲ့မစိုးပါဘူးကောင်မလေးကမိန်းကလေးများတော့ဖြစ်သူတို့လိုချင်ရပဲရေးရများတယ် daily profile တော်တော်များများပါဆိုရင်နိုင်ငံခြားမှာဆိုအဲ့လိုပဲသူဘာလိုချင်တယ်ဒါပဲရေးတာသူ့ကိုကြောင့်ဘာမှမရေးတာတချို့ဆိုဘာမှမရေးတာပူဆိုးရအဲ့လိုဓာတ်ပုံလေးပဲယောက်ျားတွေကဓာတ်ပုံကြည့်ကြိုက်ပြီလေဘာမှရေးထားစရာမလိုတော့တချို့မိန်းကလေးဘာမှမရေးထားတော့ဒါပေမဲ့ဒီမျိုး information ပေးတာဆိုတာဒါကသူ့ရဲ့စိတ်ထားကိုပေါ်ပြတယ်မိန်းကလေးကနော်စရင်မတွေ့ခင်အောင်တော့မှသူ့အကြောင်းပြောပြရဆိုရင် तू ကအပေးကန်းရှိရတဲ့ပေါ့နော်အတုံးလက်ရှိရမယ် relationship တစ်ခုဆိုတာယောက်ျားလေးယောက်ျားကယောက်ျားမြတ်နူတော်ဆိုရင်အမြဲတမ်းပေးချင်ပါပဲအချစ်ဆိုတာယောက်ျားပေးရတာနော်အဲ့တော့မိန်းကလေးပဲတုံ့ပြန်မှုရှိရတုံ့ပြန်မှုကိုဘယ်လိုလေ့လာမလဲ daily profile မှာဖြစ်ဖြစ် date သွားရမှာဖြစ်ဖြစ် तू ဘယ်လိုပြုမှုလဲဆိုတာကြည့်ရ daily profile မှာ information ပေးတာဆိုတာဒါမစိုး तू တုံ့ပြန်မှုရှိရနော်ဒီလိုမျိုးအချစ်နဲ့ပတ်သက်တဲ့ပညာပို့တတ်ချင်ဆိုရင် Rich Myanmar Daily Advice ကို YouTube မှာရော Facebook မှာရော Subscribe လုပ်တာပါ Okay စိုးလို့ရချွဲလို့ရအလိုလိုက်ပြီး view site ပြီးတိုက်ပြလို့ချင်ပါတယ်Okay ပါနားနဲ့ပါဒါခလေးလေးစိတ်မရှိဘူးမယ်စိတ်အရင်ကောင်းတယ်လို့တဲ့ချော့တဲ့လူမှအဆင်ပြေလို့ပါစိတ်အရင်ကောင်းတယ်လို့ဒီကောင်မလေးကပြောရမှာဆိုရင်အရန်အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေယောက်ျားနဲ့အဆင်ပြေတော့နော်မီနန္ဒာကဘာပတ်နေတယ်ဘဝရပြောစရာအကုန်အရန်ကောင်းတယ်နော်နေတိုင်းပျော်နေတယ်ဘာမှအပူပင်မရှိဘူးပတ်စံရဲ့အများကြီးရှိတယ်အရေးချင်းရှိရဆိုယောက်ျားလေးကဒီကောင်မလေးကစိတ်အရန်ကောင်းတယ်ဆိုရင်ကိုယ့်ရဲ့ဘဝမှာစိတ်ညစ်စရာတွေပေါ်လာမလားဆိုပြီးတော့အဲ့လိုမျိုးဆိုသူ့ကိုချင်းကန့်တော့မပေါ့ညီလေးကိုစဉ်းစားပေါ့နော်စိတ်အရန်ကောက်တယ်ဆိုတာနည်းနည်းသူ့ရဲ့အရန်လိုချင်တဲ့အချက်ကပထမဆုံးရေးထားတာပဲနော်ပထမဆုံးရေးထားတာဆိုတော့ okay အသက်ကြီးရလိုချင်တာမစိုးပါဘူးဒါ mature ဖြစ်ဆို okay အားကိုးရှာချင်ဒါတဘာဝကြဒါတဘာဝကြအသက်ငယ်ရလိုချင်မှလည်းနည်းနည်းစိုးရရမယ်နော်မရင်းချက်တွေကောင်မလေးမျိုးအသက်ငယ်ရမယ်လိုချင်တာစိုးလို့ရချွဲလို့ရ okay ဒါတော့ကိစ္စမရှိပါဘူးဒါပေမဲ့စိတ်အရင်ကောက်တယ်လားဒါနည်းနည်းတော့ red flag လို့ပြောရမယ် red flag ပြောရမယ်နော်အလို့အတိတကျရှိပြီးကိုယ်ထက်မတာရင်ကိုယ်နဲ့ဒန်းတူပဲလိုချင်ပါတွေ့လားကိုယ်ထက်မတာရင်တော့ကိုယ်နဲ့ဒန်းတူလိုချင်ပါတယ်အလို့အတိကျရှိပြီမိန်းကလေးဘာလိုချင်တယ်ဓ
ဒါလိုချင်တယ်ရှင်းပြီလားညီလေးတို့ပြီးပါရင်အားနဲ့ချက်များတဲ့လူမို့အဲ့ဒါတွေမကြည့်ပဲချစ်တာတစ်ခုပဲကြည့်တဲ့လူဆိုပိုးအဆင်ပြေပါတယ်ဘာအားနဲ့ချက်တွေမတည်ဘူးအားနဲ့ချက်ဆိုတော့ခလေးအမေလားဒါမှမဟုတ်ရင်အပျော်မယ်လုပ်ခဲ့ရတာโอเคဒါမှမဟုတ်ရင်ယောဂရှိရလို့လားဒါမှတေချာမပြောတော့အဲ့ရောညီလေးတို့စာပြန်ရမှာနည်းနည်းပါး investment လုပ်ရမှာအခုဆရာအနေနဲ့ပြောမှဆိုရင်အရင်အောင်မြင်နေရဆိုရင်အရင်အောင်မြင်တဲ့ယောက်ျားညီမချက်ပြည့်တယ်အလုပ်တွေအရင်များယောက်ျားဆိုရင်စာပြန်မှဆိုရင်ပြန်လိုက်နော်ပြန်ပြီးတော့ effort တိတ်မထုံးနဲ့ attention တိတ်မပေးနဲ့သူ့ဘက်ကဘယ်လိုပြန်ပြီးကိုယ့်ကိုစိတ်ဝင်စားရမှာမသိဘူးမိန်းကလေးပို့ပြီးစိတ်ဝင်စားမှလား effort ထုံးဘာကြောင့်ဆိုတော့ဒီလိုမျိုးအများကြီးအားနည်းချက်ရှိရဆိုရင်နော်ဒါယူတာရပါပါတယ်နော်ယူတာရပါဒါပေမဲ့ဘာတွေရှိမှန်းမသိဘူးပြီးတော့စိတ်အရန်ကောက်တတ်တာပါနေတယ်အဓိကစိတ်အရန်ကောက်တတ်တာအဲ့ဒါမျိုးဆိုကိုယ့်အတွက်မကောင်းအဲ့တော့သူ့ဘက်က effort ထုံးတော့မှကိုကစာပို့တယ်၃ကြောင်းပို့တယ်သူကတစ်ကြောင်းပို့တယ်ဆိုဖြတ်ပလိုက်တော့နော်ကိုကတစ်ကြောင်းပို့တယ်သူက၃ကြောင်းပြန်ပို့တယ်ကို question တွေမေးရဆိုရင်ဒါမစိုးအခွင့်အရေးပေးလို့ရအခွင့်ပေးယောက်ျားလေးအတွက်ကဘာရင်းနေရတည်းရ attention ရင်းနေရအချိန်ပေးရတယ်ပတ်စံပေးရတယ်နော်အဲ့ဒါကြောင့်သူ့ပေးကကို question တွေမမေးဘူးစိတ်ဝင်စားဆိုရင်မတန်ဘယ်မိန်းကလေးမစိုးနော်အဲ့ဒါကြောင့်အရင်ကြီး attention ဆိုတာအရင်ကြီးဘာကြောင့်မိန်းကလေးတွေကအပြိုစစစ်ဖို့ကအရေးကြီးဟုတ်တယ်ယောက်ျားလေးက attention ဘာကြောင့်အဲ့ attention ကြောင့်ညီလေးကိုမီနနာဖြစ်သွားနိုင်တယ်ဘီနနာဖြစ်သွားနိုင်ကောင်းတဲ့နေရာမှာတေချာအယုဆက်မယ်ဆိုရင်နော်ကိုဆိုရင်ဒီလိုမျိုးအချစ်ပညာတွေငငယ်တွေကစက်ကြောသက်အရွယ်တွေကတင်ပေးထားမှဆိုရင်တင်ပေးလို့ရှိမှဆိုရင်အခုဆိုအသက်30နဲ့ဘီနနာဖြစ်လောက်ပြီအခုကမီနနာမရှိတယ်မီနနာမရှိဘာကြောင့်လဲဆိုတော့ကိုယ်တင်ပေးမှမရှိတဲ့အတွက်ကြောင့်နော်တင်ပေးမှမရှိတဲ့အတွက်ကြောင့်အတုံးမကြတဲ့အချိန်မပေးတဲ့မိန်းမလေးစီမှာတွားပြီးတော့ပေးလိုက်တယ်အဲ့လိုမျိုးရှိတယ်ကုံဝါရှိတယ်ပြီးတော့ရင်အချိန်ကြာကြီးယူရရှိတယ်အချိန်ဆွဲရအများကြီးရှိတယ်အဲ့လိုအများကြီးရှိခဲ့နော်အဲ့ဒါ attention အရင်ရေးကြည့် attention ကိုညီတို့ကောင်းကောင်းတုတ်ချပါ okay အဲ့တော့ညီတို့ဘယ်ချက်တွေကိုမကြိုက်ဘူးလဲဘယ်ချက်တွေကိုကြိုက်လဲကွန်မန့်အောင်မှာရေးထားတယ်မှာပြောရမယ်ဆိုတော့ဓာတ်ပုံလေးပေးထားတာတော်တော်သဘောကျကြတဲ့ daily profile မြန်မာမှာဆိုဘာကြောင့်ဓာတ်ပုံမပေးချင်ဘူးမျက်နှာလေးအုပ်ထားတာပေါင်းကြောင်အကုန်တော့ရှိတယ်ဒီကောင်မလေးကို3ကနေ30ကအချောဆုံး30ကညီတို့အလိုချင်ဆုံးနော်တခြားအချက်တွေပါတော့ချောတာမကောင်းဒီရေးထားတဲ့အချက်လေးပါဆိုရင်တစ်ဆိုရင်မလိုချင်ဘူးလှည့်အောင်မကြည့်ချင်ဘူးအဲ့တော့ scale ဘယ်လောက်ပေးမလဲကွန်မန့်အမှာရေးထားပါအရင်အရေးကြီးရနော်အရင်အရေးကြီးရအဲ့တော့လိုချင်အသက်ကြီးရဲ့ထဲလိုချင်တယ်အလုပ်တီတရားရှိမယ်ကိုယ့်ထက်မတာရင်တော့ကိုယ့်နဲ့ဒန်းတူမလို့ချင်းကိုယ့်ထက်တာများတော့အဖြစ်တော့ပတ်စံပို့ပြီးတော့ရှာနေတာပြောတာเนาะမင်းလည်းအဲ့လိုပြောတဲ့အခါမှာဒီလိုတိလိုက်မှာကိုယ့်ထက်တာဆိုတာအရေးချစ်ပို့ရှိရဲပတ်စံပို့ရှာနေတယ်အဲ့ဒါကိုတိထားဖို့လိုတယ်တခြားရနောက်တော့မှအချင်းချင်းတိပြဆိုမှာအော်သူကစိတ်ထားလေးကောင်းပါလားစိုးပါဘူးပြီးရုပ်ရည်ပါတော့နေကြတဲ့တောင်းမပြောဘူးဒါပေမဲ့ရုပ်ရည်ရောနည်းနည်းပါးပါးကြည့်ပြောရှုပြောရှိရမှာယောက်ျားလေးတော့ဘယ်သူမှဆိုအရန်ချမ်းသာရုပ်ဆိုးရင်အရန်ချမ်းသာနေတမျိုးပေါ့အရန်နာမည်ကြီးနေတမျိုးပေါ့နော်အရန်နာမည်ကြီးရဆိုတော့ရုပ်ဆိုးရဲ့တိတ်ဆတိတ်မရှိတော့တချို့လူတွေမင်းသားတွေရုပ်အဲ့လောက်မချော်ဘူးနော်တာမန်အောက်ရောက်တယ်ရုပ်ဆိုးတယ်ဒါပေမဲ့နာမည်ကြီးရတဲ့ကြောင့်စီကြော်တယ်စော်ကြည့်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီလိုမျိုးဟာမျိုးတွေမိန်းကလေးဘာလို့ကျင်လဲပြီးတော့ red flag တွေကြည့်တတ်ရတယ်နော်အရန်အရေးကြီးတယ်အဲ red flag ပါရှိရစိတ်အရန်ကောင်းတတ်တာရှိတယ်ပြီးတော့အားနည်းချက်အရင်များတာသူပြောတယ် okay ဘာအားနည်းချက်တော့မသိဘူးသူစအကုန်မပြောချင်ရင်တော့မရှိပါဘူးเนาะပြီးတော့ तू ဘာရေးတယ်ဆိုတော့တခြား lifestyle ရေးတယ်ဘယ်မှာနေခြင်းလဲเนาะဘယ်မှာနေခြင်းလဲပြီးတော့ရင်ဘယ်လိုမျိုးစီးပွားရေးလုပ်ခြင်းလဲပြီးတော့တာသမီဘယ်နှစ်ယောက်အဲ့ဒါအဝေးပါနေတယ်တာသမီဘယ်လောက်လိုချင်လဲပို့ပြောထားပို့ကောင်းတာသမီမလိုချင်ဘူးဆိုရင်လိုချင်တဲ့ကောင်းလေးတွေကသူ့ကို message ပို့ကြမလို့အချိန်ကုန်တက်တာပါဟုတ်တယ်မအများရှိအဓိကမိန်းကလေးယောက်ျားရှာတဲ့နေရာမှာအချက်လက်ကောင်းရေးတာ तू ဘာလို့ तू ဘာရှိတယ် तू ဘယ်လိုဖြစ်ပါဖြစ်ပေးနိုင်တယ်အဲ့မရေးရဘာဖြစ်ပေးနိုင်တဲ့ဟာမျိုးရေးဆိုယောက်ျားတွေပူကောင်းတယ်အပေးရှိရင်ကောင်းတယ်အဲ့ဒါဆိုရင်မိန်းမကောင်းဖြစ်ဖို့ပိုများတယ်
နော်ဒီလိုမျိုးအချက်နဲ့ပတ်သက်တဲ့ question တွေမေးကြည့်ရဆိုရင် Rich Myanmar Daily Advice Facebook သွားတယ်တွားပြီးရင် subscribe လုပ်ထားလို့ရ subscribe လုပ်ထားဒီ group နဲ့ဝင်လာလိမ့်မယ် Ask Rich Myanmar Daily Advice ကဘာလက်အချစ်ပညာရှင်ဆိုဝင်လာလိမ့်မယ်ဝင်လာပြီးရင်ဆိုရင် question တွေမေးလို့ရပါတယ်เนาะအဲ့လိုမျိုးဆိုကောင်းတဲ့ question ဆိုရင်ဆရာတေချာရွေးပြီးတော့ဖြေပေးပါမယ်เนาะ subscribe လုပ်ထားတယ်အဲ့ group ကိုတွားတယ် subscribe လုပ်ထားတယ်လုပ်ထားပြီးရင် special ပေါ့ဒါ VIP တဘောမျိုး Facebook မှာဆိုjoin လို့ရတယ်ဟေးပြီးတော့ link နေရတယ် Facebook မှာပေးတာ page ကိုတွားတယ် page ကိုတွားပြီးတော့ဒီမှာ subscribe to our group ဆိုတိုင်း click နှိပ်လိုက် click နှိပ်ရမယ်ဆိုရင်သူဘယ်လို join ရမလဲဆိုတော့ Facebook ကနေ automatic ပေးထားလိမ့်မယ်အချင်းနဲ့ပတ်သက်တဲ့ပညာပူပြီးတက်ချင်ဆိုရင် Rich Myanmar Daily Advice အချစ်ပညာရှင် channel တော့ပြီးတော့ playlist မှာတောင်းရပါတယ်မြင်မြန်အောင်မြင်ခြင်းဆိုရင်အချစ်မှာမြင်မြန်ပျော်ခြင်းလဲဆိုရင်ကိုကြိုက်တဲ့မိန်းကလေးရခြင်းဆိုရင်တင်နှက်တော့ရပါတယ်တင်နှက်လို့ YouTube video description နဲ့ comment မှာရှိပါတယ်အဲ့ဒါလေးကို click နှိပ်နိုင်ရင်ဒီနေ့နှိပ်ပြီးတော့ဒီနေ့တင်နှက်တက်လို့ရပါပြီဆရာနဲ့တိုင်ပင်ခြင်းဆိုရင် link နဲ့ YouTube description comment မှာရှိပါတယ် share လုပ်ထားပါ subscribe လုပ်ထားပါ